ငလင်ချောင်းမြန်မာပြည်သူပြည်သားတွေဒုက္ခရောက်နေပါတယ်ဆိုမှပဲဒီအလူငွေကောက်ခံတဲ့နေရာမှာပေါ့နော်ဒီမတန်မာတဲ့လူတစုကလည်းဒီစိတ်ညစ်နေတာတွေအခက်အခဲဖြစ်နေတာကိုအခွင့်ကောင်းယူပြီးတော့မှလှုပ်ရှားနေတာတွေလည်းရှိတယ်ပေါ့နော်DVB သတင်းကနေအတူတူလိုက်ကြည့်ကြမယ်ဆိုစနနဲ့နော်မြန်မာတနိုင်ငံလုံးငလျင်တန်ကြောင့်ရေဘေးအန္တရာယ်ကြုံနေရချိန်မှာငွေကြေးလိမ်လည်ဖို့ကြိုးပမ်းနေတဲ့ page ကိုပြောပြပေးပါမယ်။ခိုင်နှင်းဝင်မိဘမဲ့ကလေးများဂေဟာနာမည်နဲ့ Facebook page ဟာငလျင်ဘေးခတ်ခဲနေတဲ့ကြားမှာငွေကြေးလိမ်လည်ဖို့အတွက်ကြိုးပမ်းနေတဲ့ page ဖြစ်တာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။2024ခုနှစ်စက်တင်ဘာလ18ရက်နေ့ကစတင်ဖွင့်လှစ်ထားခဲ့တာဖြစ်ပြီး page စဖွင့်ကလေးကခိုင်နှင်းဝင်မိဘမဲ့ကလေးများဂေဟာဆိုတဲ့နာမည်ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ဒါကြောင့် page ရဲ့ transparency ကိုစစ်ဆေးကြည့်မယ်ဆိုရင်အတုအစစ်ခွဲခြားဖို့ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့တရုတ်ဆောင်တဦးဖြစ်တဲ့ခိုင်နှင်းဝေရဲ့ page မှာဆိုရင်တော့သူတည်ထောင်ထားတဲ့ဂေဟာရဲ့ page အစစ်ဖြစ်တဲ့ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို mention ထားတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ page က mention ထားတဲ့ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာတော့ဂေဟာနဲ့ပတ်သက်တာတီးတန့်ကိုသာတင်ထားတာစစ်ဆေးတွေ့ရှိရပါတယ်။ page အတုမှာတော့ဂေဟာကိုလှူဒန်းမှုတွေအပြင်ခိုင်နှင်းဝေရဲ့အလှတက်ပုံတွေကြော်ညာပုံတွေကိုပါတင်ထားတာဖြစ်ပါတယ်။နောက်ထပ် page အတုဟုတ်မဟုတ်စစ်ဆေးနိုင်တာကတော့ page အတုရဲ့ review ဆိုတာကိုနှိပ်ပြီးစစ်ဆေးလို့ရပြီးအဲ့ဒီ page မှာ page အတုဖြစ်ကြောင်းရေးသားထားတာကိုတွေ့ရှိရပါတယ်။ဒါအပြင် page အတုမှာအလှလက်ခံမှတ်တမ်းကဖုန်းနံပါတ်ကိုပြောင်းလဲထားတာတွေ့ရှိရပြီးပြုပြင်ထားတာသိတာထင်ရှားနေပါတယ်။အခုလိုပြည်သူတွေငလျင်တန်ကြောင့်အခက်အခဲဖြစ်နေချိန်ကုညီလှူဒန်းမှုတွေလိုအပ်နေချိန်မှာ page အစစ်မှာတင်ထားတဲ့ငလျင်ဘေးလှူဒန်းမှုပုံတွေကိုခိုးယူအလှူခံနေတာတွေကိုတတိထားဖို့လိုအပ်ပြီး report လုပ်ကြဖို့တိုက်တွန်းလိုပါတယ်။ဒီလိုခါတော်မီငလျင်ဘေးအကြောင်းပြုလိမ့်လဲအလှူခံနေတဲ့ page တွေထပ်မံပေါ်ပေါက်လာနိုင်တာမို့လို့မလှူခင်မှာ page ရဲ့ transparency ကိုစစ်ဆေးတာမျိုး review တွေဖတ်ကြည့်တာမျိုး mention တာမျိုးတွေကိုစစ်ဆေးကြည့်ဖို့လူတွေရလဲနော်ဒုက္ခရောက်နေပါတယ်ဆိုမှပဲဒုက္ခရတော့အခွင့်ကောင်းယူကြတာဆုံးသွားတယ်ပြည်သူအိုအိမ်တွေပြည်သူတွေကိုကူညီချင်တယ်လူချင်တယ်ဆိုလို့ရှိရင်တည်တည်ချာချာလေးလေ့လာစေချင်တယ်page တွေကိုလည်းတည်တည်ချာလေ့လာပြီးမှပဲငွေလဲကြပါလို့ဆုစနကနေပြောချင်ပါတယ်